ငယ်တော့ကလူကြီးတယောက်ကပြောဘူးတယ်မင်းတို့အဖေမေတွေဆင်းရဲတာအဖြစ်မဟုတ်ဘူးတဲ့သူတို့စ조사လို့သူတို့ဘဝပေးရှင်နေခြင်းမကောင်းလို့တဲ့သူတို့ဆင်းရဲတာတဲ့မင်းတို့အမြင်အာရုံအကောင်းနဲ့မွေးပေးလိုက်တယ်လေကွာလက်ဆောင်ရှိဆုံးနဲ့မွေးပေးလိုက်တယ်လေကွာတဲ့အဲ့ဒါဆိုလို့ရှိရင်တဲ့မင်းငါ့ကိုနေပြီးတော့မင်းလက်ကိုငါ့ကိုသိမ့်တရားနဲ့ရောက်မှလားတဲ့နိုးတဲ့မရောက်နိုင်ဘူးလေတဲ့ဘလောက်ပဲမရောက်နိုင်ဘူးလေတဲ့အဲ့ဒါမင်းဖေးရဲ့အမေဖေးရဲ့အမွေပဲလေတဲ့မင်းအဲ့ဒီလေးနဲ့အဲ့ဒီရှင်နဲ့မင်းရှာလိုက်လို့ရှိရင်မင်းစ조사တယ်လို့အောင်မြင်မှာပဲလေတဲ့အဲ့ဒါကြောင့်မင်းအခုလက်ရှိအချိန်ကစပြီးမင်းစ조사ရမှာမင်းတေဆုံးတဲ့အထိပဲတဲ့မိဖတွေကိုအပြစ်သွားမတင်နဲ့တဲ့ဘဝပေးအရှင်တွေကြောင့်သူတို့ဆင်းရဲနေတာမင်းတို့မိဖတွေသွားပြီးတော့နေပြီးအပြစ်ပြိုးနေလို့ရှိရင်မင်းတို့ငရေကြီးမယ်ကန်ထိုက်မယ်ပေါ့ကွာအဲ့ဒါမျိုးပြောတာပေါ့အဲ့ဒါကြောင့်ငါတို့ငယ်တုန်းကသူပြောတဲ့စကားတွေအခုမှအမှတ်ရလို့လိမ့်ပေါ်မှာတင်ပေးလိုက်တာကိုစူးစမ်းရင်စူးစမ်းတဲ့လောက်အောင်မြင်မှာပဲဆိုတဲ့အတွေ့လေးကဝင်လာလို့မိတ်ဆွေတွေလည်းအဲ့ဒီလိုအတွေ့မျိုးတွေတွေ့နိုင်ကြပါစေတဲ့